ဆိုင်ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်တော့လေအရင်ဟင်းဆက်တက်မျိုးကိုဘူဖေးကိုကြိုက်တယ်လို့ယူရရဲเนาะ ဒီမှာကြိုက်များတော့ဗမာစက်ပေါင်းလေးရှိတယ်မမ ငါ6ကိုစက်တုံပြူလေးစက်တုံတွေနဲ့ကြော်ထား share ပဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အင်းစိန်မျိုးနဲ့ဗဟိုလမ်းမပေါ်ဟိုက်ပတ်မှတ်တိုင်လေးမှာရှိတဲ့ရာဇာဌာနေမြန်မာထမင်းဆိုင်ဖွင့်ပွဲကိုနိုင်တက်ဖြစ်ခဲ့ပါတယ်ရှင်ရာဇာဌာနေမြန်မာထမင်းဆိုင်ကကြတော့လေဒါရန်ကုန်မှာပထမဆုံးဖွင့်တာပေါ့နော်ဒီပြီးတော့မှတော့ဆိုင်ခွဲက3ဆိုင်ရှိတယ်ဒီရာဇာဌာနေမြန်မာထမင်းဆိုင်ကကြတော့ဒီနေ့မှဆိုင်ရစဖွင့်တာဆိုတော့လေအထဲမှာဗာဟင်းလေးတွေရှိတယ်ဆိုတာကိုသွားကြည့်လိုက်အောင်နော်ဆိုင်ထဲဝင်လိုက်တာနဲ့တန်ရှင်းတရက်တဲ့စပွဲကုန်တွေရဲ့အတုပ်ကြိုက်တဲ့သူတွေအတွက်အတုပ်မျိုးစုံရတဲ့ကောင်တာလေးနဲ့အသီးဖြွေကြိုက်တဲ့သူတွေအတွက်အသီးဖြွေရတဲ့ကောင်တာလေးအပြင်မှာရိုက်လို့စီလုံးတိကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းလက်ဖက်ကောင်တာလေးလည်းရှိနေပါတယ်ရှင်။မင်္ဂလာပါရှင်။ကဲဒီနေ့ဆိုင်ဖွင့်ပွဲဆိုတော့လေဘာဟင်းနေရလဲဆိုတာကိုလာကြည့်တာ ဟုတ်ကဲ့ပါဒါလေးကတော့မမတို့ဆိုင်ရလေအရင်ဆက်တယ်မျိုးဘူဝေးစနစ်လေးပါမမ ။အရင်ဟင်းဆက်တက်မျိုးဘူဖေးပေါ့။ဒါကကျတော့ကိုယ့်ကိုထားယူရတာလား ကိုစားချင်နိုင်ငံလေးကိုပဲဒါကိုထိုက်ပြီးရပါရှင် ။ဒီဆိုင်ရဲ့ထူးခြားချက်ကအဲ့ဒါပဲ။ဒါလည်းဆိုရင်အရင်ဟင်းဆက်တက်မျိုးဘူဖေးကိုရိုင်းစိတ်တလောက်ပေါ့နော်။ကိုစားနိုင်တဲ့လောက်ကိုယူလို့ရတယ်။ဟာဒီမှာတိုးစရာအစုံပဲ ဒါလေးကပြီးတူး ။ငါပြီးတော့မှတော့2မျိုးရှိရနော် ဟုတ်ကဲ့ပါမမဒါလေး ။ဒါကငြူသီးအလှော်မုံနဲ့ လော်မူနေပါရှင် ဒါလေးက ငေးသီးစိ စိ မ့် န်ကိုထောင်းပြီးတော့ငါဖဲချက်ကတောင်းဟင်းရတော့စုံရပဲနော် ဟုတ်ကဲ့ပါ မြင်လာတဲ့ကိုပိုက်စားတယ်ဟောတော့ငါချင်းပေါင်း အဲ့ဒါငချင်းပေါင်းလေးပါရှင် အားဆိုရင်အမတင်ငချင်းပေါင်းတစ်ပွဲယူမယ်နော် ဟုတ်ကဲ့ပါမမ ပြီးတော့ဒီမှာလေဘာဟင်းလေးထူကြလဲလူကြိုက်များလဲပေါ့နော် ဒီမှာကြိုက်များတော့ဗမာစက်ပေါင်းလေးရှိတယ်မမပြီးရင်ဝတ်တနီလေးလည်းရှိသေးရဲ့ရှင် ဟုတ်လား ဟုတ်ကဲ့ပါရှင် အားဆိုရင်အမဗမာချက်ပေါင်းယူမယ်ပြီးရင်ဝတ်တနီလေးယူအချိုးတွေဖြစ်နေရဆိုအဆက်စားမှရအောင်အားဆိုရင်အမအမဲဆက်ကြော်လေးတစ်ပွဲယူလိုက်မယ်နော်ပြီးတော့ငပိရကလည်းရအောင်မယ်ဘူဖေးကလည်း17မျိုးတာဆိုတော့နော်အရင်က17မျိုးဆိုတော့ဒီနေ့တော့ဒီပွဲအားလေးပဲမှာလိုက်မယ်နော်ဒါလေးကတော့ဆိုင်မှာလူကြိုက်များပြီးတော့အရင်စားတဲ့ရာစားဌာနေဗမာချက်ပေါင်းလေးရေအချင်းပေါင်းလေးအပြင်ကိုမှနေရတော့အမဲဆက်ကြော်လေးရှုလိုက်ပါသေးတယ်ကဲဆိုင်ထဲရောက်တာလဲပေါ့ခင်းနာလေးကပူးလေးပြီးတော့စားကြတယ်တော့ပဲအိတ်ချပြီးတော့အရင်ဟင်းကလေ17မျိုးလောက်ရတာဆိုတော့တွားယူလိုက်ဒီဆိုင်ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်တော့ကလေအရင်ဟင်း17မျိုးကိုဘူဖေးကိုကြိုက်တယ်လို့ယူလို့ရတယ်နော်အာလူးလေးလည်းရှိရယ်ချင်မောင်ကိုမြင့်နဲ့ကြော်ထားရရောအရွက်ရောဒါဆိုရင်6ကြော်လေးရောကြက်ဟင်းငါးဒီရုံးတွေဒီအာလူးဆိုလို့ရှိရင်လည်းကြည့်ပါအောင်တုံးလေးလည်းပြည့်နော်ချက်ထားပါဒီမှာငါ6ကိုစက်တုံပြူလေးစက်တုံတွေနဲ့ကြော်ထားတာ share ပဲစားချက်သွားယူလိုက်မယ်။သွားလေအရင်က17မျိုးကိုဘူဖေးယူလို့ရတယ်ဆိုရင်လေလင်းကန်ပြီးအများကြီးမိပဲနဲ့ကုံတလောက်လေးပဲယူပေါ့နော်။ညကငပိရလဲစားမှာဆိုတော့နည်းနည်းပဲယူလိုက်တာ။ညကငပိရဆိုလို့ရှိရင်ညူသီးခွဲချမ်းထက်မိဖုတ်ပြီးတော့ထောင်းတာဟာပိုကြိုက်တာဆိုတော့ဒါလေးယူလိုက်မယ်။မှုင်းနေရတိုးစရာထည့်မယ်။ခရမ်းတင်လေး3လုံးဒါတော့ခရမ်းကျွတ်တရတိကဲတိုးစရာတော့အစုံပဲမကြည့်ပါဘူးငယ်တော့စားနိုင်တယ်လို့ရှူတာပေါ့နော်။သူဘူဖေးဆိုတော့လေကိုစိတ်ကြိုက်ယူလို့ရတယ်။ဟဲ့တပွဲနှစ်ပွဲမှာပြီးတော့လူ3-4ယောက်လောက်ကိုလည်းအေးစေးစားလို့ရတဲ့အပြင်ကိုမှအရသာဆိုလို့ရှိရင်လည်းအိမ်ချက်ရတာတိုင်းပဲနော်။သူ့ရဲ့ဟင်းပွဲတွေကဆိုလို့ရှိရင်လေအနှစ်ကြကြအရေးကြကြကိုမှအရသာရှိရှိချက်ပြုတ်ထားတာပေါ့နော်။ကဲဖိုက်စားနေပြီဆိုတော့စားလိုက်အောင်လား။ဒီရာဇာဌာနေထမင်းဆိုင်ကြတော့ဒါရန်ကုန်မှာအင်းစိတ်မျိုးနဲ့မှာပထမဆုံးဖွင့်တာပေါ့နော်နေပြည်တော်မှာတော့သူကဆိုင်ပွဲ3ဆိုင်ရှိတယ်ဒီရာဇာဌာနေစပူတီရီရယ်ပြီးရင်နှင်းစီဝိုင်းတပြေကုန်းဆိုပြီးတော့ဆိုင်3ဆိုင်ရှိတယ်ပေါ့နော်ရန်ကုန်ကတော့ပထမဆုံးဆိုင်နေရာလေးကထပ်ပြီးပြပြပေးမယ်နော်ဒီပဟိုလမ်းမပေါ်မှာရှိရယ်အင်းစိတ်မျိုးနဲ့ဒီဟိုက်ပါမှတ်တိုင်ရှိနော်ကမှတ်တိုင်နဲ့နေနေလေးဒီဘိုက်စားရဆိုလို့ရှိရင်လေကိုကရောရပဲပြန်လာလားအပြင်ကပဲပြန်လာလားဘိုက်စားလို့ရှိရင်ဒီကဝင်စားလို့ရတယ်နေရာဆိုလို့ရှိရင်လည်းအဲကုန်းကန်ရှိရယ်အပြင်မှာစားလို့ရတဲ့ဒီလေကောင်းလေးသားနဲ့စားလို့ရတဲ့နေရာလည်းရှိရယ်ပြီးတော့တွားလေဒီ
ဒီ lunch box တွေအတွက်လည်းသူကဝေဆောင်မှုပေးတယ်ကိုကတကယ်လို့ lunch box အတွက်ကိုမချက်ချိန်ဘူးမှားခြင်းတယ်ဆိုလို့ရှိရင်လည်းဒီမှာမှာလို့ရတယ်ဒီရာဇာဌာနီဆိုတဲ့နာမည်နဲ့ကိုကအကျော်တော်တွေထုတ်ဖို့လည်းရှိတယ်ဒီဆိုင်မှာလည်းတင်ရောက်ဖို့လည်းရှိရပေါ့နော်အားပေးလို့ရပါတယ်အထဲမှာတာဒီမှာ coffee ဝင်ပါမယ်ဘူးတီးပါမယ်နော်ဒီရှင်မတွေဒီမျိုးကြောင့်ဝင်နေသူတွေဆိုလို့ရှိရင်လည်းနေ့ပြဿနာပါလဲဆိုရင်ဘိုင်းချက်စားရမလဲဆိုတော့စဉ်းစားလိုက်ဖက်အောင်အသားကြီးမစားချင်တဲ့နေ့ဆိုဘာလေးစားရမလဲဆိုစဉ်းစားအောင်လေဒီမှာဆိုလို့ရှိရင်ကွာတယ်လို့အသားကြီးမစားချင်ဘူးဆိုလို့ရှိရင်လည်းဒီပြောင်းမှုကြော်လေးရှိနော်အဖေတို့စားရတာမိန်နေရောပဲဒီနေ့ဆိုရင်လည်းကိုစက်တောက်လို့ရတယ်ဟုတ်တော့ဒီနေ့နဲ့ရန်ဟင်းထဲမှာပါတယ်လေမချဆိုလို့ရှိရင်လည်းမမွားလေကျသူတွေကမှုမွေးလေးနဲ့ဆက်ဆိုလည်းအရင်ဆက်တာမျိုးပဲတော့ရှားပေါ်တင်လိုက်တာနဲ့ကိုစူးစူးလေးသွားတာပေါ့နော်အပြင်သွားရင်လေဟိုစီလုံးတွေအများကြီးမှာတောက်တာဒါပေမဲ့ဒါကျတော့ပုံမှန်ကြီးကိုမလိုက်ဘက်ထည့်ပေးထားတာကဲတော်စားလိုက်ပြီဆိုတော့ထမင်းစားပြီးအေးပြေအမကြီးတော်ဖီကိုခေါ်လာမသိဘူးအဲ့မဲ့ပဲလိုက်ညီမထမင်းဟင်းကိုအိမ်ချက်လိုက်ရအတိုင်းဘရင်ပွဲတော်ကြီးလိုမျိုးတက်ခေးစားပေါက်ချက်တာဆိုလို့ရှိရင်တော့နေရဒီရာစားထားတဲ့ညီမထမင်းဆိုင်ကိုစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်တော်တော်လေးစားကောင်းတယ်အဲ့ဆိုလည်းတော်တော်လေးတင်းသွားပြီပေါ့နော်စားရတယ်တော်တော်စုံသွားပြီအရင်ဟင်းနဲ့တော်တော်လေးသဘောကျတယ်ကဲဒီတော့ကတော့ပါပဲရှင်နောက်ပတ်တင်မှာဆိုလို့ရှိရင်တော့အိမ်မှာပိုင်းလေးလေးချက်ပြီးတော့ဗာလေးစားပြမလဲဆိုတော့ဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်တတာကဲထမင်းချက်မှလည်းအချိန်မပေးနိုင်ဘူးခြိုင်စွဲလဲစားကျင်တယ်ဆိုင်မှာလည်းသွားစားကျင်တယ်ဆိုလို့ရှိရင်တော့ဒီရာစားထားတဲ့ထမင်းဆိုင်ကို recommend လေးပေးပါတယ်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်